အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုဖိုင်လေးမှာကတော့ဒီချေစီးငိုင်တွေအတွက်เนาะရှိတဲ့အရေးချင်းတွေအကြောင်းကိုဒီချေသင်နေတဲ့သဘောလေးကိုเนาะဒီချေနောက်ဆုံးနှိမ့်ချုပ်နေနဲ့ပြန်ပြီးတော့ပြပြချင်ပါတယ်ဆိုတော့စီးငိုင်တွေအတွက်เนาะဒီချေတို့ပထမဆုံးရှိတဲ့အရေးချင်းကိုဒီချေတို့ပြောခဲ့တဲ့ essential skill အနေနဲ့က accounting concept you must have very strong accounting concept တွေအရန်ကိုအားကောင်းရမှာဖြစ်ပါတယ်เนาะဆိုတော့အခါကျတော့ accounting concept တွေအောက်မှာစီးရင်ဆိုင်ရာ theory တွေเนาะစီမင်းစည်းကမ်းတွေနောက်တစ်ခုကနီးလမ်း method တွေကျတို့ကစီးရင်ဆိုင်ရာနဲ့ပတ်သက်တဲ့လှည့်ပတ်မှုနဲ့လုံထုံးလုံနည်းအစီအစဉ်တွေနောက်ကစီးရင်စနစ်မူပေါင်းတွေเนาะနောက် accounting standard လို့ခေါ်တဲ့ကျတို့ကစီးရင်ဆိုင်ရာစံနှုန်းတွေစီးရင်ရဲ့ပုံစံဇယားတွေဆိုတာတွေကိုကျတို့ကကောင်းမွန်စွာသိရှိရမယ်ကျွမ်းကျင်စွာသိရှိရမယ်ဆိုတဲ့အချက်ကတော့စီးငိုင်တယောက်အတွက်အရှိတင်ဆုံးအရေးအချင်းဆိုတဲ့เนาะအချက်ဖြစ်ပါတယ်เนาะအဲ့ကနေပြီးတော့မှဒီကျတို့က other skill ထဲမှာဆိုလို့ရှိရင်စီးငိုင်တယောက်အတွက် management ability ရှိဖို့အရင်ရေးကြည့်တယ် creative thinking တွေရှိဖို့အရေးကြီးတယ်ဟုတ်တယ်เนาะinterpersonal skill လို့ခေါ်တဲ့ကျတို့လူမှုဆက်ဆံရေးเนาะကောင်းဖို့လူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့အရေးအသွေးတွေပြေဝဖို့လိုအပ်တယ်ဆိုတာဟုတ်တယ်နော်နောက်တစ်ခုကကျတော့ကျွန်တော် auditing skill เนาะနောက်တစ်ခုက computer ကျွမ်းကျင်မှုနောက်တစ်ခုကတော့သင်္ချာနဲ့ဆိုင်တဲ့ကျွမ်းကျင်မှုဆိုတာတွေလိုအပ်တယ်ဟုတ်တယ်နော်ဆိုတဲ့အခါကျတော့ဒီလိုမျိုး other skill တွေပဲဖြစ်ဖြစ်เนาะကျွန်တော် essential skill တွေပဲဖြစ်ဖြစ်เนาะဒီကျွန်တော်ယာရုတွေမြင်လာတဲ့အခါမှာဒီချက်ရှိမှကြိုပြောဖို့လေ management level ကိုရောက်လာတယ်အဲ့ဒီ management ရောက်လာတဲ့လူတွေရောက်အနေနဲ့ကเนาะသူ့မှာကစီးပညာနဲ့เนาะတက်ကြွနားလည်မှုတွေကလည်းအရန်ကိုဒီချို့အားကောင်းလာပြီနောက်တစ်ခုကကျတော့ခုနပြောတဲ့ other skill တွေမှာလည်းချို့အရန်ကိုအားကောင်းလာပြီဆိုရင်เนาะမဖြစ်မနေနဲ့เนาะအခုပြောတဲ့ပုံစံမျိုးလေးတွေချို့ရှိလာတယ်ဆိုတဲ့အခါကျတော့အခုပြောတဲ့ဒီ skill ထဲမှာဆိုလို့ရှိရင်ကျွန်တော် top 5ထဲမှာရှိနေတယ်เนาะဒီပြောမယ်ဆိုလို့ရှိရင်ဒီစင်းကိုင်တွေရောက်အတွက်အောင်မြင်ထူးချွန်တဲ့เนาะလူတွေရောက်ဖြစ်ဖို့အတွက်เนาะဒီကျွန်တော် top 5မှာရှိနေတဲ့ဒီ skill ကဘာလဲလို့ပြောရင်ဒီကျွန်တော် anticipating and serving เนาะကျွန်တော်က evolving needs ဆိုတာကကျွန်တော်ဒီကျွန်တော်ပူးပေါင်းလှုပ်ဆောင်မှုတွေเนาะပူးပေါင်းလှုပ်ဆောင်နိုင်မှုတွေကျွန်တော်လိုအပ်တယ်ပြောမယ်ဆိုရင်တင်းဝေါနဲ့လူအများနဲ့เนาะကျွန်တော်ကပူးပေါင်းလှုပ်ဆောင်နိုင်မှုတွေကျွန်တော်လိုအပ်တယ်စင်းကိုင်ဆိုတဲ့စိတ်နဲ့เนาะငါစင်းကကွန်ပျူတာမှာထိုင်ပြီးတော့ထည့်နေမယ်အဲ့ဒါငါစင်းကိုင်မယ်ဆိုတာမျိုးမဟုတ်ဘဲねဒီချက်ရှိမှာအများကြီးကျေတုံးဝင်ပြောခဲ့တယ်เนาะ anticipating လို့ခေါ်တာကကျွန်တော်ဌာနပေါင်းစုံเนาะလူပေါင်းစုံအပြင်ကိုယ့်ရဲ့ customer တွေနဲ့ပါကျွန်တော်ကပူးပေါင်းဆောင်ရွက်နိုင်တဲ့အရေးချင်းတွေရှိဖို့လိုအပ်တယ်နောက်တစ်ခါကျတော့ကျွန်တော်က inspiration and motivating ပေါ့เนาะ other ဆိုတာမျိုးကကျတော့ကို့မှာကလည်းเนาะရည်မှန်းချက်ရည်ရွယ်ချက်ပန်းနိုင်နေခိုင်မာရှိတယ်ပြီးသွားရင်ကိုတိုင်းကိုက motivating လို့ခေါ်တယ်ကျွန်တော်ကစိတ်အားမြင့်တဲ့လူတစ်ယောက်ဖြစ်တယ်เนาะစိတ်အားမြင့်တယ်ဆိုတာတခုခုဆိုတော့လည်းစိတ်ကြတာเนาะစိတ်အားငယ်တာအဲ့ဒါမျိုးမရှိဘူးငါဖြစ်အောင်လုပ်နိုင်တယ်เนาะငါဖြစ်အောင်လုပ်နိုင်တယ်ငါလုပ်တတ်တယ်ဆိုတဲ့လူမျိုးပေါ့နော်ပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တိုင်းဖြစ်အောင်သွားမယ်ပေါ့ဥပမာဒီစီရင်ပုံစံတစ်ခုကိုပုံစံမကြရာကနေပြီးတော့ပြောင်းလဲပြင်ဆင်တဲ့အချိန်မှာငါပုံစံမကြအောင်လုပ်မယ်ဆိုတာမျိုးပေါ့ဘယ်လိုအခက်အခဲတွေပဲရှိရင်ငါပုံစံမကြအောင်လုပ်မယ်နော်ငါရှိနေသည့်အခိုက်ဒီလုပ်ငန်းမှာလုပ်နေသည့်အခိုက်မှာငါဟာအကောင်းဆုံးပုံစံနဲ့နော်စရင်စနစ်တွေကိုလုပ်ပြီးနိုင်ခဲ့တဲ့လူဖြစ်အောင်လုပ်မယ်ဆိုတဲ့ကျွန်တော်တိကျခိုင်မာတဲ့ inspiration တွေเนาะ motivation နေနဲ့ကျွန်တော်ကလှုပ်ဆောင်နိုင်တဲ့လူမျိုးပေါ့เนาะကိုကမှလည်းမကဘဲနဲ့အားသားကိုကကိုရဲ့ဆက်နေတဲ့လူတွေကိုပါ motivation ပေးနိုင်တဲ့လူပေါ့ပြောမြင်ဆိုရင်ကို account development team ကြီးထဲမှာရှိနေတဲ့เนาะလူတွေအားလုံးကိုကဆွဲခေါ်နိုင်တဲ့လူပေါ့เนาะအဲ့လိုမျိုးတွေပါဒီကျွန်တော်ကဖြစ်နိုင်တဲ့အရေးသွေးပေါ့เนาะကိုမှရည်ရွယ်ချက်ရည်မှန်းချက်ခိုင်မာနဲ့เนาะဒီကျွန်တော်စိတ်သက်မြင့်တဲ့လူတွေရောက်เนาะဖြစ်ဖို့ဆိုတဲ့အရေးသွေးလဲဒါဟာအမြဲတမ်းလိုအပ်တယ်နောက်တစ်ခုကကျတော့ strategic and critical thinking ဆိုတာကဒီချက်ကုနာရှေ့မှာပြောခဲ့တဲ့creative thinking ကိုလည်းပြောချင်တာမျိုးဖြစ်ပါတယ်အဲ့ဒီ creative လုပ်တဲ့အခါမှာအခုပြောတယ်ဒီချက်တော့ဒီ strategic ဆိုတဲ့ဆိုတာ need view ဟာနီးလန်းနေအများကြီးလိုအပ်ပါတယ်เนาะ creative လုပ်တဲ့အခါမှာဒီချက်တော့မှာနီးလန်း need view ဟာတွေမရှိလို့เนาะချက်တော့ထည့်ပြီးတော့မသုံးနိုင်ဘူးဆိုရင်လေချက်တော့ creative လုပ်တယ်လို့ချက်ပြောလို့မရဘူးဆိုလိုတာကအခုဆိုရင်ဒီချယ်မင်းတို့ကိုသင်မယ်ဆိုရင်ကိုဘယ်လိုနီးစနစ်နဲ့သင်မယ်ပေါ့เนาะဒီ job train ဆိုတာကိုဘယ်လိုနီးစနစ်နဲ့သင်မယ်ဆိုတာဒီချက်မှာနီးစနစ် strategy တွေရှိတယ် strategy တွေရှိတယ်
ဟုတ်တယ်မလား strategic တွေရှိတယ်နော်strategic တွေရှိတယ်နောက်ပြောမယ်ဆိုလို့ရှိရင်ဒီတင်နေတဲ့ကာလာလေးတစ်ခုတည်းတင်မဟုတ်ဘူးဒီကျတော့ strategic ဆိုတဲ့သဘောတရားကရေရှည်အတွက်เนาะဒီကျတော့မဟာဗျူဟာကြီးတွေချမှတ်တာပေါ့နီလန်းဗျူဟာကြီးတွေချမှတ်တဲ့เนาะသဘောတွေလည်းပါလာတယ်ဆိုတဲ့အခါကျတော့ရေရှည်အတွက်ပါဆိုလို့ရှိရင်ဘာကိုရည်မှန်းလဲဆိုတဲ့အခါကျတော့အခုဆိုလို့ရှိရင်ဒီချက်မင်းတို့ကိုဒီသင်တန်းလေးတက်တယ်เนาะဒီသင်တန်းလေးမှာဒီရသလောက်အချိန်လေးနဲ့တော့ကျတော့အချိန်တစ်လခွဲလေးလောက်နဲ့เนาะတကယ်တွက်ကြည့်ရင်ဒီတက်ရတဲ့အချိန်ကဘယ်လောက်မှမရှိဘူးเนาะတနေ့မှ2နာရီခွဲစာလောက်ဆိုတော့အဲ့ဒီလိုအချိန်လေးနဲ့ပဲရအောင်တင်လိုက်မယ်ကွာဆိုတာမျိုးအချိန်နဲ့ဘောင်းဝင်အောင်လုပ်ရပြီးမယ်လေရေရှည်တွေကိုမျှော်မှန်းပြီးတော့မင်းတို့ရဲ့ live long เนาะဘဝတစ်ချောင်းလုံးမှာဟလာ3နိုင်အောင်တွေးခေါ်နည်းတွေเนาะခုနပြောတဲ့စည်ရင်းပညာကိုဒီဓာတိဓာတက်ဓာသင်ဓာတက်တွေမဟုတ်ဘဲနဲ့ပို့ပြီးတော့ချဲ့ထွင်နိုင်အောင်ဆိုတော့เนาะဒီချက်အတွေးခေါ်တွေနီးလန်းနေနေပါဒီချက်ဒီထဲမှာထည့်ပြီးတော့မှသင်တဲ့သဘောတရားအဲ့ဒါမျိုးကိုလေဒီချက်ရဲ့သင်တန်းရဲ့သဘောတရားမှာ strategic လို့ခေါ်တယ် strategy လို့ခေါ်တယ်ချက်မှာနီးဗျူဟာတွေရှိတယ်သင်တန်းသားတွေကိုတကယ်ထိရောက်အောင်တကယ်အောင်မြင်ထူးချွန်တဲ့လူတွေဖြစ်အောင်ဒီချက်ဘယ်လိုသင်မလဲเนาะအဲ့ဒီလိုမျိုး strategy တွေနီးလန်း view ဟာတွေချနိုင်အောင်လေဒီချက်က critical thinking တွေနဲ့ဒီချက်လောက်ထားတာဖြစ်တယ်เนาะတကယ်ကိုအရေးပါအရာရောက်တဲ့เนาะဒီချက်တို့ကအတွေးခေါ်တွေကိုလေးလေးနက်နက်နဲ့เนาะတွေးပြီးတော့မှဟိုအောက်ခြေရနဲ့ဟိုအပေါ်ထိเนาะအစကနေဟိုအဆုံးထိဒီချက်တို့တီတီချာချာစစ်ဆက်တွေးခေါ်ပြီးတော့မှလောက်ထားတဲ့ပုံစံမျိုးအဲ့တော့ပြောချင်တာကမင်းတို့လုပ်ငန်းခွင်လေးကိုရောက်တဲ့ခါကျရင်အခုလိုမျိုး strategic တို့เนาะကျတော့ critical thinking တို့ဆိုတာမျိုးတွေရှိမှယာရူးကြီးတွေကိုကျတော့ဝင်ရောက်လောက်ကိုင်နိုင်မှာဖြစ်ပါတယ်เนาะကိုဌာနမှာကိုတယောက်တည်းနဲ့ကျတော့လုပ်နေလို့မရအောင်ကိုကယာရူးကြီးလာပြီဆိုရင်အောက်မှာဘယ်နှယောက်လဲပြန်ကြည့်တယ်ဟုတ်မှာ10ယောက်ကိုအုပ်ချုပ်တယ်ထားဆိုရင်အဲ့ဒီလူ10ယောက်အလုပ်တွေလုပ်နေတယ်ဆိုတာကဘယ်လိုလုပ်နိုင်နေလဲကိုယ့်ရဲ့ strategy ကြောင့်ပဲကိုချထားတဲ့မဟာဗျူဟာတွေနီးလန်းဗျူဟာတွေကြောင့်ပဲသူတို့ကကိုယ့်နောက်ကလိုက်ပြီးတော့ကိုယ့်ကို support ပေးပြီးလုပ်နေရဆိုတဲ့ပုံစံမျိုးပဲဖြစ်ရမယ်အဲ့တော့မင်းတို့ကလုပ်ငန်းခွင်ထဲရောက်လို့ရှိရင်မင်းတို့မှာနီးဗျူဟာတွေချထားဖို့လိုတယ်ဘယ်သူကတော့ဘယ်လိုလုပ်ရမလဲဘယ်သူကတော့ဘယ်လိုလုပ်တင်လဲဆိုတာမျိုးတာဝန်ခွဲဝေမှုတွေเนาะဒီချက်တို့ဒီ job နဲ့ပတ်သက်တဲ့เนาะမင်းတို့သူတို့ကိုဒီဇိုင်းပြန်ချပေးတာတွေပါမင်းတို့လုပ်နိုင်ရမယ်เนาะအဲ့ဒီအတွက်လည်းမင်းတို့မှာအရာမှာလေးလေးနက်နက်နဲ့เนาะဒီချက်တို့ကတီထွင်ကွန်မြူပြီးတော့တွေးနိုင်တဲ့ critical thinking တွေရှိဖို့လိုတယ်နောက်တစ်ချက်ကတော့ communication ဒီချက်ပြောပြီးသွားပြီလူမှုဆက်ဆံရေးဆိုတဲ့အပိုင်းကဏ္ဍကအရန်ကိုလိုအပ်တယ်နောက်တစ်ချက်ကတော့ချက်တို့ကဟာလာ chain leadership ဆိုတဲ့သဘောတရားတွေကိုဒီခုနကပြော junior account level နဲ့လောက်လာတယ်ဒီချက် career ပတ်လမ်းကြောင်းလေးတစ်ခုလည်းမင်းတို့ဒီချက်เนาะပြခဲ့ဘူးလေရှေ့မှာအဲ့လိုဆိုတဲ့အခါကျတော့အဲ့ဒီ career path ဆိုတာကအကောင့်တန်တယောက်ဒီအသက်เนาะ20လောက်ကစပြီးတော့လှုပ်လို့ရင်တဖြည်းဖြည်းနဲ့အသက်ကြီးလာတဲ့အခါမှာဘယ်ရွယ်မှာဘယ်အသက်မှာဘယ်ယာတူးနဲ့เนาะဘယ်လို GD တွေကိုထမ်းဆောင်ပြီးတော့ယာတူးတွေကိုယူသွားမယ်ဆိုတဲ့လမ်းကြောင်းတိုင်းကိုသွားမယ်ဆိုရင်เนาะတဖြည်းဖြည်းနဲ့တော့ chain သွားတာအဲ့လို chain သွားတဲ့အခါကျတော့အသက် chain လာတယ် experience တွေ chain လာတယ်เนาะကိုယ့်ရဲ့ဒီလုပ်ငန်းတွေတစ်ခုခုနဲ့ chain လာတယ်ဆိုတဲ့အခါမှာမင်းတို့ကဘာ chain လာရမလဲမင်းတို့ရဲ့ skill တွေမှာ leadership ဆိုတဲ့ပုံစံကမင်းတို့ chain သွားရခေါင်းဆောင်လုပ်နိုင်မှုဦးဆောင်နိုင်မှုလမ်းပြနိုင်မှုเนาะကိုယ့်ရဲ့ team ကို department ကိုကိုယ့်ရဲ့เนาะပြောမယ်ဆိုရင်အုပ်ချုပ်နိုင်မှုเนาะဦးဆောင်နိုင်မှုဆိုတာတွေပါလိုလာတယ်အဲ့လိုဆိုတဲ့အခါကျတော့ accountant တယောက်ကတဖြည်းဖြည်းနဲ့เนาะအဲ့ဒီလိုမျိုးဒီချေတို့ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ level အထိပါပြောင်းလဲသွားဖို့အတွက်ဆိုရင်မင်းတို့မှာ leadership skill တွေပါလိုပါတယ်ခေါင်းဆောင်နိုင်မှုစွမ်းရည်တွေပါလိုပါတယ်ခေါင်းဆောင်ခြင်းနဲ့စိတ်မျိုးလေကိုမွေးဖွားရမှာဖြစ်ပါတယ်เนาะဆိုတော့အခုပြောသွားတဲ့အချက်တွေဒီစင်းငယ်တယောက်မှာရှိတင်ရှိလိုက်တဲ့အရေးချင်းတွေအပြင်မှာဘယ်လိုဟာတွေကเนาะအရန်ကိုအရေးကြီးတယ်ဆိုတာဒီချက်အသေးစိတ်ရှင်းပြသွားတဲ့အခါကျတော့တဲ့เนาะတီချာတို့အဲ့လိုမျိုးအရေးချင်းနေရှိအောင်မင်းတို့ဘာလုပ်ရမှာလဲဆိုတဲ့အခါကျတော့မင်းတို့စာများဖတ်ရမယ်မင်းတို့เนาะပြီးတော့ decision making တွေကောင်းအောင်မင်းတို့လေ့ကျင့်ရမယ်ပြီးရင်မင်းတို့လူမှုဆက်ဆံရေးတွေကောင်းအောင်မင်းတို့လေ့ကျင့်ရမယ်ဟုတ်ပြီเนาะဆိုတော့တဲ့เนาะအရန်ကိုskill ပြည့်တဲ့ employer တွေဟာတဲ့အရန်တော်တဲ့ accountant တွေကိုပဲလိုက်ပြီးတော့ရှာဖွေမှာ